အားလုံးပဲမြင်လာပါဘာမာစပေါ့ကနေပြန်လည်ပြီးတော့ကြိုဆိုပါရယ်ဒီပွဲကတော့ကျွန်တော်တို့ဒါမင်းညကပဲ1 championship မှာစီမံထိုးသက်သွားတယ်ကျွန်တော်တို့ရဲ့ညီငယ်လေး Trimmet အောင်နဲ့ Thai Fighter တန်တွင်လို့ရပွဲစဉ်ပေါ့လေโอเคဒါကတော့ Trimmet အောင်ပဲဖြစ်ပါတယ်ဆိုပွဲတော့တော်တော်လေးတော့ကျန်းနေပေါ့တော်တော်လေးမိုက်တယ်ဟို Trimmet အောင်နေနဲ့ဟို performance တွေကိုတော်တော်ကြီးကိုအကောင်းစားပေါ့နော်အကျန်းစားတွေတော့ပြနိုင်ခဲ့လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့လေဆိုတော့ဒီပွဲကိုပြန်ပြီးတော့ကြည့်အောင်503ဒါကတော့တန်တွင်ပေါ့လေ Thai Fighter ဖြစ်ပါတယ်ဒီဘက်ကလည်း1 championship ကိုရောက်လာကြတဲ့ကနိုင်ပွဲရရှိဖို့အတွက်ရုန်းကန်နေရတဲ့ fighter တယောက်တပွဲပဲနိုင်ထားသေးတယ်နော်အသက်ကတော့32နှစ်ရှိပြီအချက်ကတော့9မိနစ်မှ10လက်မှโอเค round 1 စမယ်ยกแรกครับเมินแล้วไม่ออกอะไรกันครับစစချင်းပါတော့ fighter နှစ်ယောက်လုံးနေနဲ့အနေထားကိုကြည့်နေကြနော်တယောက်မှမလွတ်သေးဘူးခုချိန်ဟုတ်တယ်ထွန်းမေအောင် body kick စပြီးတော့ကန်ထားတယ်အချက်ကတည်းကနှစ်ယောက်ရှင်ရတုန်းကအဲ့လောက်ထိတိတ်ပြီးတော့မကွာဘူးလားလို့ဒါပေမဲ့ပွဲချိန်တွေမှာထိုးတဲ့ခါမှာတည်းမှာထွန်းမေအောင်ရက်ကတော်တော်လေးမိုးသွားတာကိုတွေ့ရဆောင်းလည်းလှမ်းထောက်တာเขาจะเวียงซ้ายครับถีบไว้ครับจับกางเกงครับโอ้ကောင်းတယ်ဘေးတောင်းအဲ့လိုဖြစ်နေရမှာဟုတ်တယ် look at by ဟုတ်တယ်ထွန်းမေအောင်ထွန်းမေအောင်နေတဲ့ဒါလက်သေးတစ်ချက်တိုင်းမှာပေါ့နော်ပါဝါတော်လေးထည့်ထားတာကိုတွေ့ရတယ်အိုးကောင်းတယ်ထွန်းအိုး round 1မှာကတော်တော်ကြီးကိုစိုင်ထိုးမြိုင်ထိုးကြီးကိုတွေ့ရတယ်တော်တော်လေးမိုက်ပါတယ်ဟုတ်တယ်ထွန်းမေအောင်ပဲတောက်ရှော့အိုးကောင်းတယ်တော်တော်ကြီးကိုကျန်းတယ် fighter နေရာတော့တော်တော်ကြီးကိုစိုင်ထိုးထားတဲ့အနေအထားမျိုးတွေဆော်ရမိုက်ပါတယ်ကွာဒီလိုပွဲစဉ်မျိုးတွေဟာထွန်းမေအောင်တို့ကိုကြိုက်တာအဲ့ဒါတွေပဲသိရမလားလုံးဝဗျာတက်တိနဲ့စားလုံးဝမသိဘူးပေါ့တော်တော်ကြီးကိုမိုက်တယ်နည်းနည်းတောင်ရှက်ထိသွားတယ်ကြည့်ရမြခုံးနည်းနည်းလေးဒီထွန်းမေအောင်ရဲ့မြခုံးအတိမသိပြီးတော့အထိခံတဲ့မှာတော့မပါဘူးပေါ့နော်ကျွန်တော်ဒီဟိုအရင်တစ်ခါပွဲတွေတုန်းကလည်းအတိုင်းပဲပေါ့နော်နည်းနည်းတော့ရှက်ထိရတယ်သူနည်းနည်းလေးကွဲတတ်တဲ့အနေအထားမျိုးတွေအခုလည်းကွဲသွားတယ်ကြည့်ရဒီထိုးချင်တွေတော်လေးမိုက်တယ်ဗျာသိရမလားဒီကနည်းနည်းလေးချော်တာလေးပေါ့နော်ထိုးချင်နည်းနည်းချော်တာလေးရကျွန်တော်ပို့ပြီးတော့ပြင်ဆင်တဲ့နေဟုတ်တယ် body kick เวียงมากครับให้1-2เข่าครับโอ้โห1รอบวกครับโอ้ยโดนเฮ้ยဟုတ်တယ် body shot นิ้วจิ้มตาဟောအမေတော့နိုင်မြော်လာคุณน้องบอกว่านิ้วจิ้มตายังเอาครับสู้ต่อครับให้1ต่อยท้องဟုတ်တယ် body kick โดนกันครับเอาย่อไปเหมือนกันโอ้စိုင်ထိုးတွေရောဒီပွဲကြီးရောကွာကျွတ်စင်ကြီးအော်တကယ်မိုက်တယ်ရှင်းမိုက်တယ်ထွန်းမေအောင်လူသားငယ်တာတော့လုံးဝတတိကတော့လုံးဝမသေးဘူးလုံးဝရတယ်ထွန်းမင်းတို့စိုက်တိုင်းပဲပြင်ဘယ်ကောင်လာခဲ့ထိုးရဲစပုံစံမျိုး18วินาทียกแรกဟုတ်တယ်သူကန်ကိုကန်ပဲหลุดครับโอ้เลือดออกเลือดไหลออกมาเยอะเลยจำไม่ออกโอเค round 1တော့ပြီးသွားပြီပေါ့နော် round 1မှာကလေးကပွဲကတော့တော်တော်ကြီးကိုဒါပြိသက်တွေကိုဆွဲခေါ်ထားနိုင်ခဲ့ပြီအပြန်လန်တာထိုးချက်တွေပြသိမလားစိုင်ထိုးပြိုင်ထိုးတော်တော်ကြီးကိုမိုက်ပါပုံမှန်ဆိုရှင်ကျွန်တော်တို့ဒီတန်တွင်ရဲ့အနေထားမျိုးကိုအဲ့လိုပုံစံမျိုးထိကသိမလားတွေ့ရခဲ့ขยับเข้าหาเป็นถอยเล็กน้อย ဟုတ်တယ်ထုံးမင်းအောင်
ဟုတ်တယ်လောကစ်ပါ หนักทั้งคู่ครับหนักทั้งคู่น้องเกียร์ขวาไว้แข้งซ้ายเอาโดน ကောင်းတယ်ထွန်းမင်းအောင် กระ ဟုတ် เด็น ကဲ့ ครับต่อยลำตัวครับเอาตามไม่ยอมโดนตามไม่ยอมโดนครับลวกครับ အော်သူလွဲကိုလွဲဟေးတယောက်နဲ့တယောက်တစ်ချက်ထိလိုက်လည်းမလွယ်ဘူးနော်ထိတဲ့ကောင်ကြောက်နေဗျာ ไม่โดน နှစ်ယောက်လုံးပါဝါတော်တော်ထုတ်တုံထားကြ ตามไม่ยอมต่อยซ้ายต่อยขวาลวกเอวนะครับแม่โดนน้องเลือดกระจายเต็มพื้นเวทีเลยช่วงพักน้องเตะไม่โดนเลือดตัวมันออกมันเลอะเต็มไหล่ต้องเดินเอ้า ဟုတ်တယ်ထွန်းမင်းအောင် ไม่ขาดเตะซ้ายไม่ถึง လုံးအေးကောင်းတယ် ไม่ถึงโดนครับ ဟုတ်တယ်ဟေးအပြိုင်ဆိုင်ပဲ เอารับไว้ ဟုတ်ကောင်တထောင်သိမထွက်တာကြီးတထောင်မအဓိကတထောင်လေးသုံးနိုင်ပုံမိုက် คนได้ ဟုတ်တယ်ထွန်းမင်းအောင် โดนครับแต่ตัวเป็นออกชกไม่โดนนะเป็นหนึ่งดึงหลบไม่ได้ได้เลือดกันทั้งคู่แล้วหรือเปล่าน้องมายกการเดินเข้าไปเวียงซ้ายแต่ดึงดอกดันด้วยศอกซ้ายเวียงไม่โดนมุดเข้ามาทำไว้ครับ တော့တော့တန်လွဲလုံးဝဒီကောင်တာတိတက်ပုံစံမျိုးထိကိုဖြစ်သွားတာထွန်းမင်းအောင်တောက်လျှောက်ကြည့်လိုက်ပြီးထိုးတော့ เลือดออกอีกแล้ว အဲ့ဒါဒီသူ့ရဲ့ထုံးစံအတိုင်းပဲပေါ့နော်ဟိုလက်သီးထိုးချက်တွေကပါဝါတော်လေးကောင်းတယ်ဒါပေမဲ့ချော်တာအများတယ်ပေါ့လက်ရှိမှာလည်းကျွန်တော်အဲ့ပုံစံတော်လေးတွေ့နေရတယ် ไม่เอาบอกยังอยากสู้ต่อพยักหน้า ဒီတန်လွဲမျက်နှာပြန်ပြင်မှာထွန်းမင်းအောင်ရဲ့လက်သီးထိုးချက်ပုံစံမျိုးနဲ့ဆိုလို့ရှိရင်3-4ချက်လောက်ထိရင်ကိုလုံးဝကြားတဲ့အနေအထားမျိုး ดูกันต่อครับเตะซ้ายระวังครับหมัดซ้ายหมัดขวาเอารัดคอตีต่อไป ဟုတ်တယ်ကောင်းတယ်ပဲအော်အေး ไหลลงไปครับ ဟုတ်တယ်ဘယ်တထောင်အဲ့ဒီချက်တော့ကောင်းတယ်ဗျာ ต้นเป็นออกจะยืน တကယ်ထိရင်ကြမှာတော့တန်လွဲတော်တော်လေးတောင်တက်လုံပိုင်းကြလာပြီထွန်းမင်းအောင်ရုံအောင်တော်တော်ချီးကျူးပြီးတော့ကောင်းတယ် โอเค round 2ပြီးသွားပြီပေါ့နော် round 2မှာတော့ဒါထွန်းမင်းအောင်အနေနဲ့ ดูดีกว่า တန်လွင်ကိုတောက်လျှောက်ပေါ့နော်ဒါလိုက်ပြီးတော့ထိုးထားတဲ့အနေအထားမျိုးကိုတွေ့ရ เชียร์เป็นแฟนเมียนมาในสนามครับกองเชียร์ต้นเป็นออกยกสุดท้ายแล้วครับหนึ่งทียังไม่เอาโดน အေး ซ้ายหมัดขวาครับ ထိအောင်ဟိအဲ့ထိုးချက်တွေကောင်းတယ် โอ้ย ဟုတ်တယ်အော်ဘယ်လက်သီးထိခဲ့ရမှာကွာ โอ้ยเอาครับโอ้แต่สูงไม่โด ဟုတ် น တယ် high kick น้องแต่สูงอันตรายอยู่หนึ่งแล้วหลังพิงเชือกเอาไว้โดน အော်ဘယ်တထောင်လွတ်တာတော့တော်တော်ကြီးကိုလွတ်တာတော့သိရမလားအားထည့်ပြီးတော့တော်တော်ကြီးကိုလွတ်ထားတာထိလိုက်လို့တော့လုံးဝအကြက်အဲ့လုံးလေဘယ်တော့လုံးဝထွန်းမင်းအောင်ပဲသိရမလားတောက်လျှောက်တိုက်ဆက်ဖွင့်ပြီးတော့လိုက်ထိုးတာ ซ้ายเราก็ดักซ้ายเหมือนกันหนึ่ง ဟု เข้า တ်တယ် อีก ချောင်း แล้ว နေအေးဘယ်လေဒီဝင်လာတယ် มุดหลบรัดคอตีเข่า ရှောင်းလေးကတော့ကောင်းနေဗျနေစုနဲ့ခါလေးရလည်းပဲအရှောင်းအတိတ်မောင်နေငိမ့်လို့ဖြစ်နေ แข้งซ้ายโดน အေးဟုတ်တယ်ဘောဒီရှော့မလုံးမလုံးမ ต่อยซ้ายต่อยซ้าย အေးအော်လူအေးဟုတ်တယ်ထိုးကောင်းနေကွာအဲ့လိုဖြစ်နေအောင်တောက်လျှောက်လိုက်ထိုးအော်ပြီးချာမထိတော့ဟေးတောင်းနေတော့နားနေပြီသိရမလားတော့နားနေပြီထွေးမင်းအောင်ရရုံအားကြီးတော့လုံးဝကြောက်ခမန်းလေးလေးပဲမိုက်ပါဒီလိုလူမျိုးပွဲမပေးဘူးသူပေးမှာလေပြည်သက်တွေလုံးဝဆွဲခွန်နိုင်တယ်သိရမလား
သူတကြကိုတကြပဲဟုတ်တယ်ဘယ်လေဒီထိတယ်ကြမှာကောင်းလေးလိုက်လှုပ်စမ်းဟုတ်တယ်ဘယ်လေဒီဟေးတယ်လွင်မျက်နှာရဲ့တည်မလားထိရနေလေးများလာတယ်နည်းနည်းရဲပြီးတော့နှာလာဟုတ်တယ်ဆယ်တော့ကွန်ပတ်ပြေးနေ น้องก็ต่อยไม่โดนนะครับถึงก็รอถึงหลบแล้วก็รัดซ้ายบวกซ้ายกันน่าจะหมดแรงแล้ว ထွန်းမြောက်လည်းမောလာတော့လိုက်ပြီးရုံးထားတာ 10 วินาทียกที่ 3 ဟုတ်တယ်ဘယ်လေဒီကောင်းတယ်တထောင် ยังโดนไป2 หมัดหมดยกครับ ဒီပွဲကတော့ပြီးသွားပြီပေါ့နော်ဒါ1ကနေစပြီးတော့ကျန်လိုက်တာ2 3ထိကိုပဲလုံးဝ กระชานครับคะแนน တော်ကြီးကိုမှရှယ်ကြီးကိုမိုက်တာဒီမှာကြည့်ရတူတော့မျက်စိမပြတ်အောင်လားတော်လေးမိုက်ပါလည်းမထိုးနိုင်ရင်တော့ထုံးစံပါပဲ